လာပါ TH ရဲ့ Kunalကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့သင်ကြားပေးမယ့်အကြောင်းအရာကတော့ဒီ Microsoft မှာပေါ့နော်တချို့စကားလုံးတွေလေစာလုံးပေါင်းမမှန်တဲ့စကားလုံးတွေရဲ့အောက်မှာဒီလိုမျိုးအနီရောင်ဒီအကြောင်းလေးတွေပေါ်နေရရှိရနော်အဲ့လိုမျိုးပေါ်နေတဲ့အကြောင်းလေးတွေကိုပျောက်အောင်ဘယ်လိုလုပ်ပေးရမလဲဆိုတော့သင်ခန်းစာကိုသင်ကြားပြသပေးမှာဖြစ်ပါတယ်အဲ့ကြောင့်မလို့ Microsoft မှာသင်မှာမလို့အရင်ဆုံး Microsoft ကိုစပြီးတော့ဖွင့်လိုက်မယ်နော် Microsoft ကိုစဖွင့်မယ်ပြီးလို့ရှိရင်ဒီမှာတွားပြီးတော့ဖွင့်မိမယ်ဆိုလို့ရှိရင်ဒီမှာ file name ကနေပြီးတော့ဒီမှာ open ဆိုပြီးတော့ဖွင့်လိုက်မယ်နော် file name ကနေပြီး open ဆိုပြီးဖွင့်မယ်အဲ့မှာဒီမှာ browse ကနေပြီးတော့ဖွင့်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ desktop ပေါ်မှာရှိတယ်ဒီမှာ curriculum vitae ဆိုတဲ့ CV file ရိုက်ထားတဲ့ဟာလေးကိုတွားပြီးဖွင့်လိုက်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာကြည့်လိုက် CV file ရိုက်ထားတဲ့အထဲမှာဆိုရင်ဒီမှာ curriculum vitae မှာ curriculum ဆိုတာအနီရောင်စကားလုံးလေးပေါ်နေဘာလို့လဲဆိုတော့သူ့မှာစာလုံးပေါင်းတစ်ခုကိုမှားနေလို့စာလုံးပေါင်းတစ်ခုမှားနေလို့ဆိုလို့ရှိရင်ဒီမှာအနီရောင်ပေါ်နေတဲ့ဟာလေးကိုဒီမှာဆိုရင်တစ်ချက်လောက်mouse ကနေပြီး left click နဲ့လက်ညှိုးလေးနဲ့ပေါ့နော်လက်ညှိုးလေးနဲ့တစ်ချက်လောက်နှိပ်လိုက်လို့ရှိရင်ဒီမှာသူ့ဘာသာသူစာလုံးပေါင်းအမှန်ကြီးကြပြီးပေါ်လာပြီးလိမ့်မယ် curriculum ကိုက CURR เนาะတကယ်တော့တကယ် R တစ်လုံးကြံနေခဲ့လို့အဲ့ဒါဆိုလို့ရှိရင်ဒါစာလုံးပေါင်းအမှားကိုသူစစ်ပေးတာလားအဲ့တော့ဒီ curriculum ဆိုပြီးတော့ဒီဟာကိုရိုက်ချင်တာလားဒါမှမဟုတ် CURRICULUM S ဆိုပြီးရိုက်ချင်တာလား CUTICULEM ဆိုပြီးလိုက်ချင်တာလားဆိုပြီးဒါစကားလုံးအစားထိုးဖို့ဆိုပြီးတော့သူက auto ပေးထားပါတော့ဒါကြောင့် Microsoft မှာ version မြင့်တဲ့စာတွေမှာပေါ့နော် Microsoft က version မြင့်တဲ့version အမြင့်အပိုင်းတွေမှာသူက auto ပေါ်လာတော့သူကစကားလုံးစာလုံးပေါင်းကိုစစ်ပေးတယ်စစ်ပေးပြီးတော့မှားနေတယ်ဆိုလို့ရှိရင်အနီရောင်လေးနဲ့ပြပေးတယ်အဲ့ဒါမှကိုကသွားပြီးမှားနေတဲ့စာလုံးလေးပေါ်မှာသွားပြီးတော့ mouse က left click လက်ညှိုးလေးနဲ့ပေါ့နော် mouse ကလက်ညှိုးလေးနဲ့ချက်ထောက်လိုက်လို့ရှိရင်ဒီအောက်မှာ spelling ဆိုပြီးတော့သူစာလုံးပေါင်းအမှန်လေးတွေကြပေးတယ်အဲ့ဒီထဲမှာကိုမှန်တဲ့စကားလုံးကိုသွားပြီးရွှေ့ပေးလိုက်ပေါ့နော်ဒီလိုမျိုးသွားပြီးရွှေ့ပေးလိုက်လို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်လို့ရှိရင်ကိုကဒီလိုမျိုးစကားလုံးစာလုံးပေါင်းစစ်တာတွေပါမစစ်ချင်ဘူးအဲ့လိုမျိုးနီရောင်လည်းအများနဲ့မပေါ်ချင်ဘူးပေါ့နော်အဲ့လိုမျိုးလုပ်ချင်နေဆိုလို့ရှိရင်ကြတော့ဘယ်ကနေသွားပြီးလုပ်ပေးရလဲဆိုအကြောင်းအရာကိုနေ့သင်ကြားပြသပေးမှာဖြစ်ပါတယ်เนาะအဲ့ရဆိုလို့ရှိရင်ဘယ်ကသွားရမလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီ Microsoft မှာဆိုရင်ဒီမှာ file ဆိုတဲ့ tab ရှိတယ်အဲ့ file ဆိုတဲ့ tab ကိုအရင်သွားလိုက်မယ်เนาะ file ဆိုတဲ့ tab ကိုအရင်ဖွင့်လိုက်မယ်ဖွင့်ပြီးသွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီမှာ option ဆိုတာရှိတယ်ဒီမှာကြည့်လိုက် home new open info save as ဆိုပြီးတော့ဒီမှာဒီဘက်မှာ tab ကလေးရှိတယ် print share export close ဆိုပြီးတော့ဒီ tab တွေရှိတဲ့ထဲမှာဒီအောက်ဆုံးbutton လေးဒီ option ဆိုတာလေးနှိပ်လိုက်မယ်เนาะ option ဆိုတာလေးနှိပ်လိုက်ပြီးသွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီမှာ proofing ဆိုတာရှိတယ်ဒီ proofing ဆိုတာဒီမှာ general display proofing save language ဆိုတာထဲမှာဒီမှာကိုက proofing ဆိုတာကိုရွေးလိုက်မယ် proofing ဆိုတာကိုရွေးပြီးသွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ခေါင်းစဉ်တွေရှိတယ် auto correct option ဆိုတာရှိတယ် one correcting spelling in Microsoft Office program ဆိုတာရှိတယ်ဒီမှာသူနဲ့ဆိုင်တဲ့ဒီမှာတက်ကလေးရှိရပေါ့နော်အဲ့မှာ one correcting spelling and grammar in Microsoft Word ဒီ Microsoft Word မှာဆိုလို့ရှိရင် grammar နဲ့ spelling ကိုစစ်တဲ့ဟာကတော့ဒီအားလေးပေါ့နော်ဒီခေါင်းစဉ်အောက်ကလေးကသွားပြီးတော့ဒီခေါင်းစဉ်အောက်မှာသွားပြီးတော့ဒီမှာအမှန်ကြီးကလေးပေးထားတယ်ဒါဆိုရင် check spelling ဆိုတာကြတော့ဒါစာလုံးပေါင်းကိုစစ်ပေးတဲ့ဟာကိုသူအမှန်ကြီးချစ်ပေးထားတယ်ပြီးလို့ရှိရင် mark grammar ဆိုတာကြတော့ grammar တွေကမှားနေတဲ့ဟာကိုသွားပြီးတော့စစ်ပေးထားတယ်အဲ့ဟာလေးကိုသွားပြီးတော့ကိုကဖြုတ်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာသွားပြီးဖြုတ်ပေးလိုက်မယ်နော်ဒါလေးတွေသွားပြီးဖြုတ်ပေးလိုက်မယ်ဒီမှာဆိုလို့ရှိရင်ဘယ်ကသွားရတာလဲဆိုတော့ဒီ file ကနေသွားရမယ် file နေရာမှာ option ကနေသွားရမယ် option ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ what option ဆိုပြီးတော့ဒီမှာဒီ box ကြီးတက်လာပြီဒီ dialog box ကြီးတက်လာပြီအဲ့ဒီမှာကိုက proofing ဆိုတာကိုသွားပြီးရွေးပေးရမယ်အဲ့ဒီမှာခေါင်းစဉ်က one correcting spelling and grammar in Word ဆိုတာရှိတယ်အဲ့ဒီထဲမှာ check spelling su type ဆိုတာကိုဖြုတ်မယ် mark grammar error su type ဆိုတာကိုဖြုတ်မယ်အဲ့နှစ်ခုဖြုတ်ပြီးတော့ဒီမှာ okay ပေးကြည့်လိုက်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ curriculum ဆိုတဲ့ဟာကအနီအောင်ကသူစာလုံးမှားခြင်းမှားပါစေမှန်ခြင်းမှန်ပါစေမှားနေတယ်ဆိုရင်တော့မှပဲသူကပြမှာပြီးတော့ပေါ့နော်အဲ့လိုမဟုတ်ဘူးကိုကပြန်ပြီးတော့ဒါကိုဒီလိုစာလုံးပေါင်းမှားတာတွေကိုကိုကပြန်ပြီးစစ်ချင်တယ်ဆိုလို့ရှိရင်ဘယ်ကနေပြန်သွားမလဲဆိုတော့ဆော့ file ပတ်လမ်းကြောင်းအတိုင်းပဲဒီ file နဲ့ကဒီ file tab ကိုဖွင့်လိုက်မယ်အဲ့ဒီ file tab ထဲမှာဒီဘယ်ဘက်အောက်ဆုံးထောက်မှာရှိနေတဲ့ဒီ option ဆိုတာလေးပေါ့နော်အဲ့ option ဆိုတာကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားလို့ရှိရင်ဒီမှာ proofing ဆိုတာကိုသွားပြီးတစ်ချက်နှိပ်လိုက်မယ်အဲ့ဒီမှာဒီမှာဆိုတော့ကိုကပြန်စစ်ချင်တာမလို့one correcting spelling and grammar in Word ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေတဲ့ check spelling su type ဆိုတဲ့ဟာလေးနှိပ်ပေးလိုက်မယ်နော်အဲ့ဒါဆိုလို့ရှိရင် okay ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာသွားပြီးတော့သူစာလုံးပေါင်းမှားနေတဲ့ဟာဒီမှန်သမျှကိုသူကအနီရောင်မြင်းချောင်းနဲ့တွားပြီးတော့ပေါ်ပေးလိမ့်မယ်ပေါ့နော်အဲဆိုလေးစောပြောသလိုပဲဒါကိုကစာလုံးပေါင်းအမှန်ကိုပြန်ပြီးတွားပြင်နေတယ်ဆိုလို့ရှိရင်ဒီစာလုံးပေါင်းမှားနေတဲ့စာလုံးလေးရဲ့ပေါ်မှာ mouse ကနေပြီး left click နဲ့နှိပ်လက်ညှိုးလေးနဲ့တစ်ချက်နှိပ်လိုက်နော်အဲမှာသူစာလုံးပေါင်းအမှန်တွေကိုတွားပြီးတော့ပြန်ပြပေးလိမ့်မယ်ပေါ့နော်အဲ့ဒါက
ဒီ grammar တွေကိုစစ်တဲ့ဟာပေါ့နော်အဲ့မှာဆိုဒီခါလေးကြားလို့ရှိရင်ကိုကလေမြန်မာ font တွေပါတယ်ရိုက်ရတယ်အချို့ကြားလို့ရှိရင်ဒါလည်းရှိရင်မြန်မာ font တွေရိုက်ရတယ်ရှိတယ်လေဒီမှာဆိုရင်ထားပါတော့မြန်မာပြည်ထောင်စု font နဲ့ရိုက်ပြပါမယ်နော်မြန်မာ fontမြန်မာနိုင်ငံခါလေးရလို့ရှိရင်ဒီလိုမျိုးစာမြန်မာလူတွေရိုက်တယ်ပေါ့နော်မြန်မာလူတွေရိုက်တယ်ဆိုလို့ရှိရင်လည်းပဲသူကအဲ့လိုမျိုးအနီရောင်နေနဲ့တစ်ခါကြလို့ရှိရင်အောက်မှာ line ထားပေးတာမျိုးလည်းရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုး line ထားပေးလို့ရှိရင်လည်းကွာမြန်မာ font တွေနဲ့ရိုက်ရမယ့်အခါမျိုးဆိုလို့ရှိရင်အောက်မှာမြင်းချောင်းနေနဲ့ရှုပ်နေမယ်ဆိုလို့ရှိရင်သွားပြီးဖြုတ်ချင်တယ်ဆိုလို့ရှိရင်စောစောနီးတိုင်းသွားပြီးဖြုတ်ပေးလိုက် file ထဲကိုသွားမယ်အဲ့ဒီမှာ option ဆိုတာကိုရွေးမယ်ရွေးပြီးသွားလို့ရှိရင်အဲ့ဒီမှာ proving ဆိုတာကိုတစ်ခါရွေးမယ်ရွေးပြီးသွားလို့ရှိရင် proving နေရာမှာဒီမှာ one corrected spelling ဆိုတာဟာကိုသွားပြီးအမှန်ကြီးကလေးသွားပြီးဖြုတ်ပေးလိုက်မယ်ပေါ့နော်အခုဒီမှာတော့မဖြုတ်ပေးတော့ဒီတိုင်းပဲထားလိုက်တော့ပေါ့နော်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်အဲ့မှာစာလုံးပေါင်းကအမှန်ကိုပြန်ပြီးသွားပြီးထားခြင်းနဲ့ဆိုလို့ရှိရင်ဒီလိုပဲပေါ့နော်အဲ့မှာထပ်ပြီးတော့ဒီမှာပြန်ပြီးပြပေးမယ်အင်္ဂလိပ်လိုပြန်ပြီးရိုက်ပြပေးမယ်ကြတော့သူကသွားပြီးတော့အမှန်နေပြနေတာပေါ့နော်အဲ့တော့ဒီမှာအဲ့မင်းစာလုံးတွေအောက်မှာအနီရောင်ကိုဖျောက်ချင်တယ်ပေါ်ချင်တယ်ဆိုလို့ရှိရင်သွားမယ်မီနူတွေကဘယ်ကနေသွားမလဲဆိုတော့ဒီ file တက်ထဲမှာရှိနေတဲ့ဒီ option ဆိုတာကနေပြီးတော့မှ proving ကိုသွားမယ် proving ကနေမှဒီ one corrected spelling and grammar ဆိုတဲ့ထည့်ရမှာဒီ check spelling ဆိုတာလေးသွားပြီးတော့အမှန်ချစ်ပြန်ဖြုတ်ပေးလိုက်မယ်เนาะအဲ့ဒါကတော့ဒီစာလုံးတွေအောက်မှာဒီအနီရောင်လေးနဲ့ပုံနေတဲ့ဟာကိုသွားပြီးတော့ဖြုတ်ချင်တက်ချင်လို့ရှိရင်သွားမယ်လမ်းကြောင်းကိုပြောပြပေးတာပါဒီဟာတွေကလေဒီစာလုံးပေါင်းဒီအောက်မှာအနီရောင်တွေပုံနေတဲ့ဟာတွေကကြတော့ဒီစာရွက်ကို print ထုတ်လိုက်တဲ့အချိန်မှာတော့ပါလာမှာမဟုတ်ဘူးဒီကကိစ္စမရှိဘူးပေါ့နော်ဒီကသူကအနီရောင်ပေါ်နေမှလို့စာရွက်ကို print ထုတ်လိုက်တဲ့အချိန်မှာစာရွက်ပေါ်မှာတော့အနီရောင်နဲ့ပါနေမှာသူ spelling နဲ့မဟုတ်လို့ဒါပဲเนาะ spelling စစ်ပေးထားလို့ဒါပဲဒီတိုင်းပဲသူပေါ်နေတာပေါ့နော်အဲ့တော့ဒီနေ့ဒီစာလုံးကိုအနီရောင်ဒီစာလုံးတွေအောက်မှာအနီရောင်ကိုဖြုတ်ချင်တက်ချင်တယ်ဆိုသွားမယ်လမ်းကြောင်းကတော့ဒီနေ့သင်ပေးတဲ့သင်ခန်းစာမှာအသေးစိတ်ပြောပြပေးထားရပေါ့နော်ခုနေ့သင်တဲ့သင်ခန်းစာကတော့ဒီလောက်ပဲနောက်နေ့သင်ခန်းစာတွေမှာပြန်ပြီးတွေ့မယ်ခုလိုမျိုးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်